ကျေးဇူးရှင်တွေကိုဘယ်တော့မှမမြင့်တက်တာကြောင့်ရေဘေးသင့်တဲ့နေရာတွေကိုသိန်းပေါင်း2500ကျော်လူဒန်းခဲတဲ့ခိုင်နေဝေမြန်မာနိုင်ငံမှာတဘာဝဘေးရန်တွေကြောက်ရောက်တိုင်းအများရန်ကူညီတက်တဲ့ခိုင်နေဝေကတော့အခုတစ်ချိန်မှလည်းစကိုင်းနဲ့လေးမျက်နှာရေဘေးသင့်ပြည်သူတွေအတွက်အကျိုးရှိစေမယ့်အလူတစ်ခုကိုဦးဆောင်ကပြုလုပ်ခဲ့တာပါရေဘေးဒဏ်တွေကိုခန်းစားနေရတဲ့စကိုင်းလေးမျက်နှာမျိုးနယ်ကရေဘေးသင့်ပြည်သူတွေအတွက်အားလုံးပေါင်း2500ဝန်းကျင်လူဒန်းပေးခဲ့တာပါဒီလိုမျိုးလူဒန်းနိုင်တာကလည်းသူတယောက်တည်းမဟုတ်တာကြောင့်အနုပညာရှင်တွေနဲ့အတူအများကနေအမြဲတမ်းလူဒန်းပေးခဲ့တာတွေ့ရှိရပါတယ်ခန်းနေဝေကတော့ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူဒီနေရာကိုရောက်ရှိလာတယ်လို့ပရိသတ်တွေယုံကြည်လာကြတဲ့အခါမှာကျေးဇူးဆက်တဲ့အနေနဲ့အမြဲတမ်းကူညီရမယ်ဆိုတဲ့ခံယူချက်ကိုမွေးမြူထားခဲ့တယ်လို့ဆိုပါတယ်။တစ်ချိန်လုံးကလည်းမြန်မာနိုင်ငံမှာငလင်တွေလောက်ခတ်ခဲ့စဉ်တုန်းကခန်းနေဝေကိုကူညီပေးခဲ့ပြီးအခုတစ်ခါမှလည်းစကိုင်းဘက်မှာထပ်မံကူညီနေခဲ့တာပါ။ငလင်ဘေးကိုခန်းစားခဲ့ရတဲ့စကိုင်းဘက်ကနေထိုင်တဲ့သူတွေကအခုတစ်ခါမှလည်းရေဘေးတွေကိုခန်းစားနေခဲ့ရတာကြောင့်ခန်းနေဝေအတွက်ပို့ပြီးတော့စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။တကယ်တော့အားလုံးကိုပြောရွှင်ရွှင်ပြန်တွေ့စေခြင်းပေမဲ့လည်းသဘာဝဘေးဖြစ်တဲ့အချိန်မှာတွေ့နေခဲ့ရတာပါရေဘေးမှာခိုင်နေဝင်ကတော့စုစုပေါင်း3500ကိုမတ်တီလူတန်းပေးခဲ့ပြီးပြည်တွင်းပြည်ပကလူရှင်တွေနဲ့စုပေါင်းလူလိုက်တဲ့အခါမှာသိန်းပေါင်းထောင်ချီဖြစ်သွားခဲ့ရပါတယ်ရလာတဲ့အလူငွေတွေကိုကျမရေးအတွက်လိုအပ်တဲ့နေရာတွေမှာဝယ်ပြီးရေဘေးသိပ်ပြည်သူတွေအတွက်သွားရောက်လူတန်းပေးနေခဲ့ပါတယ်မိဘမဲ့ခေရတွေအပြင်ဘိုးဘရိတ်တာကိုပါတီထောင်ထားခဲ့တဲ့ခိုင်နေဝေကတော့တော်ဝပေးရနေကြုံတွေ့လာတဲ့အချိန်မှလည်းမအားမလတ်ကြားကနေလူတန်းပေးခဲ့တာပါအလူရှင်တွေရဲ့ငွေတွေကိုလည်းအလကားမဖြစ်အောင်လို့3500ကိုအကျိုးရှိရှိအသုံးချနေတဲ့ခိုင်နေဝေရဲ့စီမံခန့်ခွဲမှုပေါ်မှာပရိသတ်တွေရဲ့အမြင်လေးကိုပြောခဲ့ကြပါအောင်နော်ခင်လိုက်နဲ့ရံဖြစ်ပြီးခွဲသွားတာလားဆိုတာကိုအမှန်တိုင်းဝန်ခံလာခဲ့တဲ့လူရှင်တော်တော်လန်ခင်လိုက်နဲ့ရံဖြစ်ပြီးမတဲတော့လို့လန်ခွဲလိုက်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတဲ့အခါမှာလူရှင်တော်တော်လက်ကတော့ယခုလိုပြောပြခဲ့ပါတယ်လူရှင်တော်တော်လက်ဟာတော့စူပါလင်းအုံတိုင်းစတဲ့လူရှင်တော်တွေနဲ့အတူမိုးရံရွှေလာမယ်လူရှင်တော်ပြန်ပွဲကြီးကနေနာမည်ကြီးလာခဲ့တဲ့လူရှင်တော်တယောက်ပါနောက်ပိုင်းမှာတော့တော်လက်ဟာတော့စူပါလင်းတို့နဲ့အတူစပွဲကြီးအညိတ်တွေမကစပွဲကအညိတ်ကယုံတာမဟုတ်ပဲရုပ်ရှင်နဲ့ဇလန်တွေမှာပါဟာတာအနေနဲ့ပါဝင်သရုပ်ဆောင်ခဲ့ပြီးလူတော်များများကသိရှိလာခဲ့ကြတဲ့သူလည်းဖြစ်ပါတယ်။ဒါပြင်မှာတော့တော်လာဟာတော့ဒိန်းအောင်နဲ့မတဲလို့လမ်းခွဲလိုက်တဲ့ခင်လိုက်နာမှာခင်လိုက်နဲ့တွဲဖက်လူရှင်တော်အဖြစ်ပရိသတ်တွေကိုဖျော်ဖြေပေးနေခဲ့တဲ့သူလည်းဖြစ်ပါတယ်။တော်လက်အနေနဲ့လည်းခင်လိုက်တို့ဟာအလူပွဲတွေမှာလိုက်ကရတာဇလန်တွေမှာအတူတူသရုပ်ဆောင်တာအပြင်နောက်ပိုင်းမှာတော့ YouTube Channel ကဟာတာတွေဗီဒီယိုတွေမှာပါသရုပ်ဆောင်ကြတဲ့အထိကိုအောင်မြင်လာခဲ့ကြပါ။သရုပ်ဆောင်ကြတဲ့အထိကိုအောင်မြင်လာခဲ့တာပါ။ဒါပေမဲ့လည်းပြီးခဲ့တဲ့လပိုင်းမှာတော့တော်လက်ဟာခင်လိုက်နဲ့လုံးမလုံးတော့ပဲလမ်းခွဲပြစ်စေခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့လည်းပရိသတ်တွေကတော့ခင်လိုက်နဲ့တော်လက်မတည့်ကြဘူးဆိုပြီးတော့ထင်ကြေးပေးနေကြတာပါ။ဒီကိစ္စပေါ်မှာတော့တော်လက်ကခင်လိုက်နဲ့လမ်းခွဲခဲ့တာမဟုတ်ကြောင်းသူလည်းပတ်စံရှာခြင်းလို့တတ်အဖွဲတာဖြစ်ကြောင်းခင်လိုက်ကတော့သူ့ရဲ့ဆရာတပည့်ဖြစ်ကညတိုင်းလေဆရာနေရာကနေထိုင်ပြီးတော့အမြဲတမ်းကြော့အိတ်တာဖြစ်ကြောင်းလေးစားစွာပြောပြခဲ့ပါတယ်။အခုလိုမျိုးတော်လက်ဟာတော့ခင်လိုက်နဲ့လမ်းခွဲခဲ့တဲ့အပြီးမှာ Toyota Rebel 4ကားကိုတောင်မှဝယ်စီးသွားနိုင်တာကိုတွေ့ရှိရတာလည်းဖြစ်ပါတယ်။